စာကြောင်းနဲ့ structure ရမ်းများသွားလို့ရှိရင်ခွဲလို့မရဘဲနဲ့ဘာသာပြန်ရတာခက်ခဲဖြစ်သွားရင်ဘယ်လိုလုပ်ရမလဲနဲ့ပတ်သက်လို့ပြပြပေးပါမယ်။ကျွန်မလုပ်တဲ့ technique ကအရင်ဆုံး grammar နည်းရ sentence structure ကိုအရင်ဆုံးခွဲရတယ်ပေါ့နော်။ပထမဆုံးအနေနဲ့ simple sentence ကိုအရင်ကြည့်မယ်။ simple sentence တွေဆို subject verb object ဒါလေးပဲပါတူတူလေးHe plays video games. That's simple sentence ပဲ simple sentence ကိုနောက်ထပ် level တစ်ခုမြင့်ချင်ရင်အဲ့ဒါရဲ့အသက်က conjunction နောက်တစ်ခုက compound sentence တွေအဲ့ဒါဘာတွေသုံးတယ်လဲဆို conjunction တွေဖြစ်တဲ့ quadratic conjunction တွေသုံးတာသူ့အတူကဘယ်လိုမှတ်လဲဆို fanboys လို့မှတ်တယ် for and no but or yet so he plays video games and he talked to his friends onlineဒီစနောက်တစ်စမြင်သွားတဲ့ဥစားပါလဲဆိုလို့ရှိရင် complex sentence တွေဒီ complex sentence တွေက subordinate conjunction တွေနဲ့အဓိကအသုံးပြုတာများတယ် He plays video game because they helped him relax အကြောင်းပြချက်ပေးတာရှိတယ်နောက်တစ်ခုက although even though ဒါမျိုးတွေအများကြီးရှိတယ်နောက်တစ်ခုကကျမတို့ time clause တွေအသုံးပြုတာလည်းရှိတယ်သူလည်းဒါ conjunction တွေတဲ့တစ်ခုပဲဥမာ after before နော်ဒါမျိုးတွေအသုံးပြုတာ He plays after he finishes his homeworkနောက်တစ်ခုကဘာကောင်းလဲဆိုရင် relative clause တွေဒီ noun ရဲ့ဥစ္စာကိုပို့ပြီးချဲ့ပြီးပြပြတာ He plays a game that lets him build his own city နော်that ကပြန်ပြီး game ကိုပြန်ပြီး refer လုပ်တာနောက်တစ်ခုကကျတော့ to နဲ့ infinitive နဲ့သူကစာကြောင်းထိပ်မှာလဲလာတတ်တယ်လို့ claim မှာလဲလာတတ်တယ်စာကြောင်းရဲ့ထိပ်မှာလာရဲဆိုလို့ရှိရင်သူ့ introductory phrases တွေလို့ခေါ်တယ် To improve this game he practices every nightအဲ့ဒါက gerund အနေနဲ့စောက်တာ gerund subject အနေနဲ့လာရရှိတယ်လို့ object အနေနဲ့လည်းလာရရှိ Play video games helps him think faster video games ကစားချင်းနဲ့စောင်းတယ်သူအတွေးမြန်စေတယ်တွေးခေါ်မှုမြန်စေတယ်နောက်တစ်ခုက present နဲ့ past participial phrases တွေဒါ ing ဒါမှမဟုတ် ed နဲ့စတယ်ဘာလဲဆို noun ကိုပို့ပြီးထူပြပြီးသူ့အကြောင်းနဲ့ပို့ပြီးချက်ပြတဲ့အရာမျိုးပြောတာ City in his game he focused on beating the final bossနောက်တစ်ခုက ed နဲ့စတယ် exhausted by a long march he took a break အဲ့ဒါရဲ့ CI ရပါလဲဆိုလို့ရှိရင် compound complex participial phrases တွေအကုန်လုံးရောသမမွေလောက်ထားတဲ့ဥစ္စာမျိုးပြောတာ compound နဲ့ complex စာကြောင်းနော် coordinate နဲ့ subordinate ရောတဲ့အပြင် participle ဘာနှစ်ခုလုံးပေါင်းပြီးလုပ်တယ်ဆိုတာ level တစ်ခုမြင့်သွားပြီ Even though he had a long day, he stayed up late and he kept playing.Hoping to get to a new level before going to bed. ပြင်မလာသည့်တိုင်နောက်ကျတဲ့အထိနေတယ်ပြီးတော့ဆက်ပြီးကစားတယ်။အေးရမွေခင်နောက်ထပ် level တစ်ခုရောက်ဖို့အတွက်မျှော်မှန်းပြီးတော့ရှေ့ကပြုတ်သွားတယ်စာကြောင်းတွေအကုန်လုံးကိုခြုံပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင် Harry Potter ကကြီးထွက်လာပါလိမ့်မယ်။စာတော့နားမလဲဆိုလို့ရှိရင်ခုနေထားမှာကြည့်လိုက်တယ်ဆိုလို့ရှိရင်သဘောတရားလေးနည်းနည်းလေးကွဲသွားလောက်ပြီလို့ယူဆပါတယ်။